မင်္ဂလာပါခင်ဗျာကျွန်တော်တီဟာပါဒီနေ့တော့ပရိသတ်ကြီးကိုနှစ်ပေါင်းထောင်ချီကြာမြင့်ဟေပြီးဖြစ်တဲ့ရှေးဟောင်းကဘာကြီးစီကိုခေါ်ဆောင်သွားခြင်းပါတယ်တေကန်ဒါရရဲ့မူကုတ်ဆက်ဝိုင်းမှာမူကောင်းခင်ကိုထိုးဖောက်မတတ်တည်ရှိနေတဲ့တရီကန်ဘုံတနန်အဆောက်အုံကြီးတွေဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကတော့ပီရာမစ်တီအကြောင်းပဲဖြစ်ပါတယ်ပီရာမစ်ဆိုတာတကယ်တော့အောက်ခြေထူးထေကြီးမားပြီးအပေါ်ဟိုရှူတက်သွားတဲ့တရီကန်ဘုံစံအဆောက်အုံတွေကိုခေါ်တာပါဒီဘုံစံကအင်ဂျင်နီယာသဘောတရားအရာအလွန်ခိုင်ခန့်ပါတယ်အပေါ်ပိုင်းကအလေးချိန်ကိုအောက်ခြေကကောင်းကောင်းထိန်းထားနိုင်တဲ့အတွက်ရှေးခေတ်လူသားတွေဟာမိုးမျှော်တိုက်သူမစောင့်နိုင်ခင်မှာဒီနည်းပညာနဲ့ပဲအမြင့်ဆုံးအဆောက်အုံတွေကိုဖန်တီးခဲ့ကြတာပါပီရာမစ်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့အရင်ဆုံးပြေးမြင်မိကြတာကတော့အီဂျစ်နိုင်ငံကဂီဇာပီရာမစ်ကြီးတွေပါပဲအဲ့ဒီအထက်က Great Pyramid ဆိုရင်ရှေးဟောင်းကဘာအံဖွေခုနှစ်ပါးတဲက Unity တိုင်မပြတ်မစည်းပဲကျန်ရှိနေတဲ့ကခုလဲသောယာဖြစ်ပါတယ်။ BC 1960လောက်ကဖာရုဘူရင်ခူဖူအတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း4500လောက်ကဘယ်လိုနည်းပညာနဲ့တည်ဆောက်ခဲ့ကြသလဲဆိုတာကတော့ဒီနေ့ထိတိုင်ပဟေလီတစ်ခုပါတယ်။ပီရာမစ်တစ်ခုမှာတန်းကျင်ပေါင်းများစွာလေးတဲ့ကြောက်တုံးပေါင်း2တန်းကျော်ပါဝင်ပါတယ်။ဘီးနဲ့ဂရိန်းတွေမရှိတဲ့ခင်မှာလူသားတွေရဲ့လုပ်အားတတ်တတ်နဲ့ဒီလောက်တိကျအောင်စီစီရီတီဆောက်နိုင်ခဲ့တာကတကယ့်ကိုအံ့သြစေလာပါတယ်။လူတော်များများထင်နေကြတာကပီရာမစ်တွေကိုကျွမ်းတွေနဲ့အထမခိုင်းစေးပြီးဆောက်ခဲ့တယ်လို့ပေါ့။ဒါပေမဲ့ရှေးဟောင်းတုတေသနအထောက်ထားတွေအရာဒါဟာမှားယွင်းနေပါတယ်။တကယ်တော့ဒီပီရာမစ်တွေကိုတိဆောက်ခဲ့ကြသူတွေဟာကျွမ်းကျင်လုပ်သားတွေဖြစ်ပြီးသူတို့အတွက်ကောင်းမွန်တဲ့နေထိုင်မှုစနစ်အစားအသောက်နဲ့ဆေးကုသခွင့်တွေပေးထားခဲ့တာကိုတွေ့ရှိရပါတယ်။ဒါဆိုရင်ဘာအတွက်ကြောင့်ဒီလောက်ကြီးကျယ်တဲ့အဆောက်အုံတွေကိုတိဆောက်ခဲ့ကြသလဲ။အဓိကအကြောင်းရင်းကတော့စေလွန်ပြီးနောက်က afterlife အတွက်ပါပဲ။ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာဖာရုဘူရင်တွေတည်ဆုံသွားတဲ့အခါသူတို့ရဲ့ဝိညာဉ်တွေနတ်ဖျားတွေစီပြန်သွားနိုင်ဖို့အတွက်ဒီပီရာမစ်တွေကိုရှင်ပြန်ထောင်းမြောက်ရာစိတ်ရန်တရားတစ်ဖွဲတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ပီရာမစ်တွေဟာအီဂျစ်မှာပဲရှိတာတော့မဟုတ်ပါဘူး။အီဂျစ်ရဲ့တောင်ဘက်ကဆူဒန်နိုင်ငံမှာဆိုရင်အီဂျစ်ထက်တောင်အရွယ်အတွက်ပိုများတဲ့နူဘီယန်ပီရာမစ်တွေရှိပါသေးတယ်။သူတို့ကတော့အီဂျစ်ပီရာမစ်တွေထက်ပိုမတ်ဆောက်ပြီးအရွယ်အစားပိုငယ်ကြပါတယ်။ကဘာချာတစ်ဖက်ချန်ကမက္ကဆီကိုနဲ့အမေရိကတိုက်အလဲပိုင်းဒေသတွေမှာလည်းပီရာမစ်တွေရှိပါတယ်။မာယာနဲ့အက်စတက်လူမျိုးတွေရဲ့ပီရာမစ်တွေကတော့ထိပ်ပိုင်းမှာပြားနေပြီးဖျားချောင်းဆောင်တွေတည်ရှိလေရှိပါတယ်။အဲဒီကိုတယောက်ပို့လီကားထက်တွေလည်းပါဝင်တတ်ကြပြီးဘာသာရေးအခမ်းအနားတွေကျင်းပရာနေရာတွေဖြစ်ပါတယ်။ခေတ်သစ်ကာလမှာလည်းပီရာမစ်ဒီဇိုင်းကိုပြန်လည်အသုံးပြုကြတာတွေရှိပါတယ်။ပြင်သစ်နိုင်ငံပဲရစ်မြို့ကလူဖာပြတိုက်အဝင်ဝါကဖန်ပီရာမစ်ဆိုနီရှေးဟောင်းနဲ့ခေတ်သစ်ပြည်သူကပညာကိုပေါင်းစပ်ထားတဲ့ပြရုပ်တစ်ခုပါ။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ပီရာမစ်တွေဟာလူသားတွေရဲ့စ조사အားထုတ်မှုယုံကြည်မှုနဲ့ပြည်သူကပညာရဲ့အထွတ်အထိပ်စင်ကေတာတွေပဲဖြစ်ပါတယ်။နှစ်ပေါင်းထောင်ချီကြာသွားတာတောင်ဒီအဆောက်အုံတွေကကျွန်တော်တို့ကိုအန်တီယိုမင်တစီဆဲဖြစ်တဲ့အကြောင်းတင်ဆက်ရင်းကျွန်တော်ဒီဟာနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။